တီးခံရတာတွေများတယ်ခက်ခဲတွေကိုတီးခံရတာတွေများတယ်ဘောနော်ဒုက္ခတွေများလို့ကြံ့ကြံ့ခံရတယ်ဆိုရင်ကျွန်တော် English လို့ဘယ်လိုပြောမလဲဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်တို့တွေက put up with a lot ဆိုတဲ့စကားလေးနဲ့ပြောလို့ရပါတယ်နော် put up with a lot ဆိုတာနဲ့ပြောလို့ရပါတယ်သူကမြန်မာလိုဆိုရင်ကျွန်တော်တို့ကတိုင်းကြီးခံရတာများတယ်ဒုက္ခတွေအများကြီးကြံ့ကြံ့ခံခဲ့ရတယ်တယောက်ယောက်ရဲ့အကျင့်ဒါမှမဟုတ်လို့ရှိရင်စိုးရတဲ့အခြေအနေတစ်ခုကိုငြိမ်ခံနေရတယ်ဒါမျိုးပေါ့နော်ဒဏ်ခံရတာများတယ်အဲ့ဒီပဲနဲ့ပြောကြတယ်အဲ့တော့ကျွန်တော်ဗီဒီယိုမရှေ့အောင်လို့အဓိပ္ပာယ်လေးနှစ်မျိုးနဲ့ပြပြထားပေးပါမယ်နော် She has put up with a lot from her boss She has put up with a lot from her boss သူမဟာသူမရဲ့အထက်လူကြီးရဲ့ပေါ့နော်နှိပ်စက်တာတွေအစိမပြေတာတွေကိုအများကြီးခံစားရတယ် Okay နောက်တစ်ကြောင်းပြပြပါမယ် I have put up with a lot lately I have put up with a lot lately အခုတလောကတန်ကြီးခံအောင့်အီးနေရတာတွေတော်တော်များနေပြီဒါမျိုးကိုပြောလို့ရပါတယ်နော် Okay thank you for your watching ပါဗျ